ကိုကြီးတော့လာခဲ့ကိုကျော်စရာဟေးကိုကြီးဟေးကရဲကိုကြီးကြောင်လေရကျော်စရာအဲ့ဒီသူကကြောင်အော်စမ်းပွင့်ဟုတ်တာလည်းမပြောနဲ့သူကကြောင်နေတာလေးကြတို့လေးပြလေးကောင်ကိုကြီးရဲ့ညီလေးရလေးဒါကြီးလေးညာပြကိုဖီတော့လည်းမဆွဲရဘူးမနေနိုင်စိတ်ပါလည်းပါဆိုပါပါဦးဒီကတည်းကငြိမ်ရတာလူတကြကြည့်နော်နောက်မှဖွဲငါရောက်နေတဲ့အုတ်ထုံနဲ့အဲ့ဒီအိတ်ရှင်ဝဲအုတ်ထုတ်ကလေးကိုပြောရင်ဒီကပြောอ่ะဘူးကြော်ဘူးကြော်ဟဲ့ငါကမြန်မြန်တောင်းသားကြီးခဏတော့တယ်လို့အဲ့ဒါကိုလည်းမယ်နော်ကဲကိုအခေါင်းနဲ့သွားနေတော့လေးကငါတို့ကမင်းသားကျော်ဒီမှာနေရလိုက်လာဘာမလို့လဲဆန်းရွှေတင်ကမလေးအားရကွက်စမဲလက်ကြီးနဲ့မခေါ်နဲ့ ဒီတော့ဆိုလေစပိုက်ဒါမန်ဆိုပါလေနေပဲပိုက်တာမှာLet's go. Let's show the baby.ပွဲကြီးပြင်ငါရေတမ်းမှုတော့ဟာမလက်တော်တွေနဲ့မကြီးအထုပ်တွေပို့နေတယ်အဲ့ဒါမနေ့ကအလုပ်ကနေတကားတန်းလာတာကြည့် ကြောက်တဲ့ဝင်မရှိတယ်ဇာကိုကြီးကတွေ့နေတာအဲ့ဒီညာကျွား အိမ်ပြောင်းလာလား အခုအချိန်ကြီးချစ်ဖို့ကောင်းတယ်ငါမတွေ ဟုတ်တယ် အလုပ်ကနေပြန်အိမ်တော့မပြန်နိုင်ဘူးပွဲမပြီးမှဆိုလို့ပွဲတန်းပြေးလာ အော်ဘွဲကလည်းငါညမလေးဒီလိုလုပ်လိုက်ပါပွဲရှင်းတော့ဇက်ယုံကြီးဟွာလေကုမ္ပဏီရုံးမှပြောင်းမယ်လေ မနေနိုင်ဘူးမနေနိုင်ဘူးလိုက်လားမနေနိုင်ဘူး အဲ့ဒါဘူးမဟုတ်ဆိုမြင်လို့ခင်မြင်လို့ခင်ရတယ် နိုင်ငံခြားဝင် မပြောချင်ဘူးနေရောလေ ဘာဖြစ်လို့ ငါလာရင်မကောင်းအခုမပြောပါဘူး လည်းမပြောဘဲသူကလာပြီးတော့ဘာဖြစ် အဲ့တော့ချောင်းနေလဲစိုးကုန်မယ်မိကောင်းမဆက်ကြည့်လာ အဲ့ဒါချင်းအဲ့ဒါရတက်တယ်ညီးမင်းမြန်လုပ်ခင်ကဒီနေ့မိတ်ကလေးကတော်တော်လှတယ်ဟိုတို့ကမင်းသားလေးကိုတင်မိုးဝင်းနဲ့တော်တော်တူတယ် ဒီနိုင်တကယ်နိုင်ငံကျော်မင်းသားကြီးဦးပလင်းစင်သမီး ဟုတ်တယ် ဒီနိုင်ဘူး လက်မကိုင်းနေပေါ်ပါလေလို့ အမေ
ဒီနာမင်းသားဒီကိုကြီးတွေကွက်ကြော်လို့ပြ အော်ဖြိုးဖြိုးအားနေနေဆိုလို့မင်းသား drip သွေးပေးတာ အခုကလည်းချိန်နေဆွဲနေမှာအချိန်ရပြည့် ဒီကလည်းစီးကျိုးရဲ့ကြီး အချိန်ဆွဲရမဟုတ်ဘူးပေါ့ကနေတာအခုအချိန်ပြည့်နေပြီလို့အခုရှင်းလိုက်ထိုးကြဟူကောင်းကြီးကဖက်ငါးခဲ့ပြန်ပေးရမှာလေ ရိုက်တယ်ကောဒီမှာရှိမို့ဒါကိုအခုတခါလေးပြောလိုက်ပြောပါကိုစိတ်တော့မဆိုးနဲ့ မစိုးပါဘူး ညီလေးမကဘူးမကကြည့်ဘူးဆိုရတယ်စင်းတော့ညီလေးအခုလာပြန်တက်ခဲ့ဟုတ်အခုမကရလေစင်းလာပြန်တက်ခဲ့ဘာဖြစ်ကျွန်တော်မိသားစုတွေမြတ်တာတွေချစ်ချင်းမြတ်တာတရားတွေကျွန်တော်ခံစားတတ်တယ်နားလေတယ်ကျွန်တော်ဘလို့ဒီကားတော်တရားထားတယ်ဆိုမိသားစုတွေပြီးဆုံးမှာကျွန်တော်ဘယ်နှခါများမောတွေပန်းနေကြီးတာကြီးတာကျွန်တော်ရှိဘူးလေ ကားပါပြောပိတ်သက်လေးတောင်းဆိုနေကားပါပြောမမောရင်ကားပါပြော မချဘူးလို့ပြောညီတို့ကဒီနဲ့တိန်နေနေလို့ဟုတ်တယ်ဖြေတောင်းနေသူ့များဖြေတော့မရည်နေလေနာ ကဲလာလို့ ကဲ ဟုတ်ရှိတယ်လို့ ကဲလေးနိုင် ဘေးကနေကြရင်အိတ်လိုက်ခဲ့ ဟေးစမေမကွေဟာလေကွာဟိုမှာမရှိတယ်လို့ အဲ့ဒီဒါကျမ်းမာရေးပဲတော့ ဟာလေ ဒါလည်းဒီလေကျမ်းမာရေးကောင်းတယ်လို့ပြောတယ်နော်ဒါဘာပဲဖြစ်ဘဲမှမကြည့်ရတာဘာမှမရရနဲ့ဘာမှမရရဘာမှမရနဲ့ ဟာလေမရပါဖြစ် စိတ်တော်မလုံးနဲ့တော့ခွေးနဲ့ကောက်ပြစ်လိုက်အောင်ဟိုရိုးလေစိတ်တော်လာမလို့ ဟိုကဘာလို့လဲတရောင်းသားဝယ်မစားဘူးလားနိုင်ကြီး အခုဘလို့စတင်နေခေါ်လာတာဟမ် ဘာဖြစ်လို့ လိုက်တင်ထိုးတဲ့သူတွေမင်းတို့ညမ်းလိုက်တာမင်းတို့အခုခေါ်လာတာအရှိကနေထိုးဖို့အနောက်ကနေထိုးဖို့မဟုတ်ဘူးကွာမင်းတို့က ဟေးနောက်ကထိုးတာနေ ဟုတ်ပြီလားအဲ့ဒါနေတဲ့အမတို့အဲ့ဒါနေတဲ့မင်းတို့တော်ထိုးတယ်နော် ဟောတန်တရာဝင်းစီရဲ့က ဩဒီတန်ရရလဲဘိုးလေးနဲ့ဒီလိုမပြီးနိုင် မိသားစုများ မရခါခါနဲ့ဖေးနေမှာမဲကုန်ပြီ ဦးနတ်ဆွေရှင်မို့ဒီညညာကြီးပညာကြီးဖြစ်လာဘာဖြစ်လို့လဲ ဘာဖြစ်လို့အိမ်ငိုင်းနေမှာ မယန်းသီးကိုခိုးစားနေကျွန်တော်မမြင်ဘူးပေါ့မိုက်တောင်သောက်ထိုးလို့ရှင်းတာအာကိုဆိုဖြလာ အသားမလနာငါဘွားရဲ့မီးအိမ်ရှိ တော်ပြီမင်းတေပေါ်တေဘက်လာကြည့်နေစားဦး ကျေးဇူးများတင်ပါတယ် မစားဘူး ဘူးပြန်လာ အမေအဖေဘဝမှာလေငါဘဝနဲ့တော့ချီပြောလိုက်ပြီ ကဲဆူယူပြီးလား ကျေးဇူးများတင် ဒီ ပါတ လို ယ် နဲ့တခါလေးဆူတခါလေးဆူလာလာ ကဲမိသားစုများကြီးကျေးဇူးများတင်ပါတယ်ခင်ဗျာကျွန်တော်နောက်ညတွေမှာလည်းမိသားစုတွေအားလုံးနဲ့တူတူဆိုတွေ့ကြပါသေးတယ်ကျေးဇူးများတင်ပါတယ်နော်